အားလုံးပဲမင်္ဂလာပါ Sunshine Moto မှာပြန်လဲကြိုဆိုလိုက်ပါတယ်အမျိုးအစားကောင်းဝေဘိန်း share လေးတစ်စီးရောက်ထားပါတယ် New Zenit အမျိုးအစားလေးဖြစ်ပါတယ်ဒီကောင်လေးက model လေးလည်းမြင့်တယ်2024 model MT1 85W နဲ့ထွက်ပါတယ် parking ဖောက်ရှုံးဘိန်းလေးဖြစ်ပါတယ်ဘိန်းတစ်စီးလုံးကတော့ parking ရဲ့အသွေးမွေးအပြည့်ကြံပါသေးတယ်အင်ဂျင်အစအဖွင့်လက်မပါသေးပါဘူးအနီးကလေးကျွန်တော်တစ်ချက်ပြပေးမယ်နော်လုံးဝ parking အော်စီးအော်ကြောတိုင်းလေးရှိသေးတယ်ရှေ့တာယာအော်တာယာဟိုမှာအထူကြီးကြံသေးတယ်အင်ဂျင်ဆိုရင်လုံးဝအဖွင့်လက်ကိုမပါသေးပါဘူးအင်ဂျင်ပါကင်အတိုင်းစီးရပါမယ် New Zenit ဝေလေးဖြစ်ပါတယ်နောက်တာယာလဲအော်တာယာပါပဲအော်တာယာ80ရာခိုင်နှုန်းလောက်ကျန်သေးတယ် MDY 85W တက်တန်းအသစ်နဲ့ရမယ်2026 6လပိုင်းနဲ့ထွက်မယ်လုံးဝအသစ်တိုင်းလေးရှိပါသေးတယ်ဒီဘိန်း share လေးကိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းကတော့29သိန်း8000ဖြစ်ပါတယ်29သိန်း8000ကို shorting ပါလုပ်ပေးပါဦးမယ်စိတ်ဝင်စားလို့ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့53ဘီလန်133 134ကြားမှာရှိတဲ့ Sunshine Moto မှာလာရောက်ဝယ်ယူအားပေးဖို့ဖိတ်ခေါ်အပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်